ပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့အနုပညာလောကမှာတင်မကပဲလူမှုကွန်ရက်စာမျက်နှာထပ်မှာပါအားလုံးစိတ်ဝင်စားဖြစ်နေကြတဲ့သတင်းထူးလေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးချစ်ကြတဲ့အဆိုတော်သရုပ်ဆောင်မင်းသားကြီးထွန်းထွန်းတယောက်သူ့ရဲ့ရွှေမန်းသူလေးနဲ့အတူမန္တလေးမြို့ကြီးမှာအရန်ကိုရိုးရိုးရှင်းရှင်းနဲ့ကြည်နူးစရာကောင်းတဲ့ pre-wedding ဓာတ်ပုံလေးတွေရိုက်ကူးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်လက်တလောမှာတော့တရုတ်ဆောင်ထွန်းထွန်းနဲ့သူ့ရဲ့ဇနီးလောင်းလေးဖြစ်သူမတ်အေးငိမ့်သူတို့ဟာချစ်သူတန်းတလျှောက် propose လုပ်လက်ထပ်ခွင့်တောင်းပြီးတဲ့နောက်မှာအခုလို pre-wedding ပုံရိပ်လေးတွေကိုအမတ်တရဖန်တီးခဲ့ကြတာပါထူးခြားတာကတော့ဇနီးလောင်းလေးရဲ့ဇာတိမြေဖြစ်တဲ့မန္တလေးမြို့မှာတွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်သူတို့ဆောင်တွဲဟာ pre-wedding ပုံတွေကိုအချိန်တိုလေးအတွင်းမှာပဲရိုက်ကူးခဲ့ကြတာဖြစ်ပေမဲ့ထွက်လာတဲ့ပုံရိပ်တိုင်းမှာအချစ်စိတ်ရဲ့တည်ငြိမ်မှုနဲ့နှွေးထွေးတဲ့အပြုံးတွေကိုအထင်သာမြင်တွေ့ရပါတယ်။ဘာစကားမှအများကြီးပြောမနေပဲတယောက်ကိုတယောက်ကြည့်တဲ့အကြည့်တွေထဲမှာတင်မေတ္တာတွေပြည့်နှက်နေတာမို့မြင်ရသူတိုင်းကိုအေးချမ်းစေတဲ့ vibe မျိုးပေးစွမ်းနေတာပါ။ဒါအပြင်သူတို့နှစ်ဦးဟာမကြခင်မှာပဲ Novotel Hotel မှာခမ်းနားတဲ့မင်္ဂလာအခမ်းပွဲကိုကျင်းပဖို့စီစဉ်နေပြီလို့လည်းသိရပါတယ်ရှင်။မင်းသားထွန်းထွန်းဟာအနုပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်လာပြီးပရိသတ်ချစ်ခင်မှုကိုရရှိထားသူဖြစ်သလိုသူ့ရဲ့အခြေရည်နဲ့ပတ်သက်ရင်လည်းအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးဖြတ်သန်းတတ်သူဖြစ်ပါတယ်။အခု pre-wedding မှာခေတ်ဆန်းအလန်းစား concept တွေအရန်ရှမ်ပယ်လွန်းတဲ့ပုံစံတွေထက်ယူရှင်အေဂျင့်တဲ့ပုံစံလေးကိုရွေးချယ်သွားတာဟာသူတို့နှစ်ဦးရဲ့ရင်းချက်တဲ့အချစ်ကိုပိုပြီးပေါ်လွင်စေတယ်လို့မြင်ပါတယ်။အထူးသဖြင့်အမျိုးသမီးလေးရဲ့ဇာတိမြေမှာအမတ်တရသွားရောက်ရိုက်ကူးပေးတာဟာဇနီးလောင်းအပေါ်ထားတဲ့ထွန်းထွန်းရဲ့ဂရုစိုက်မှုနဲ့တန်ရုံးစင်ကြီးမားမှုကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအမာခံပရိသတ်အများအပြားရဲ့ထင်မြင်ချက်တွေကိုကြည့်မယ်ဆိုရင်လည်းတကယ်ကိုလိုက်ဖက်တဲ့ဇုံတွဲလေးပါကိုထွန်းထွန်းတို့ဇုံတွဲလေးကိုကြည့်ပြီးအရန်အားကြမိတယ်မန္တလေးသူလေးကိုရွေးချယ်လိုက်တဲ့ကိုထွန်းထွန်းရေသက်ဆုံးတိုင်ပျော်ရွှင်ပါစေဆိုပြီးတော့ယာနဲ့ချီတဲ့ဆူတောင်းစကားတန်တွေကိုလူမှုကွန်ရက်မှာတွေ့ရှိရပါတယ်။ခိုင်မြဲတဲ့လက်တွဲဖော်အဖြစ်ရှေ့ဆက်တော့မဲ့သူတို့နှစ်ဦးရဲ့အနာဂတ်ဟာလည်းအခု pre-wedding ပုံရိပ်လေးတွေလိုပဲအေဂျင့်တာယာနေမှာအသေးအချာပါပဲရှင်။ကဲပရိသတ်ကြီးရောအေဂျင့်နဲ့အလားတရားတွေနဲ့ပြည့်နှက်နေတဲ့မင်းသားထွန်းထွန်းတို့ဇနီးမောင်နှံရဲ့ pre-wedding ပုံရိပ်လေးတွေကိုကြည့်ပြီးဘယ်လိုခံစားရလဲရှင်။မင်္ဂလာဆုတောင်းစကားလေးတွေကို comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်အနုပညာရှင်တွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေရှင်